ဇလန်းအစမှာတော့ကျန်းချွန်းဆိုတဲ့လူငယ်တယောက်ဟာဆိုင်မှာအလုပ်လုပ်နေပါတယ်တနေ့မှာတော့ဆိုင်ရှင်တော်ကြီးကသူ့ကိုရုတ်တရက်ခေါ်ပြီးဆိုင်ကဂျုံတအိတ်ပျောက်သွားတာမင်းခိုးတာလားဆိုပြီးဆွဆွဲလိုက်ပါတယ်ကျန်းချွန်းကတော့မခိုးကြောင်းအတန်တန်ရှင်းပြပေမဲ့ဘယ်သူမှသူ့စကားကိုမယုံကြပါဘူးမနေ့ကမိဖို့ကြောင့်မှနောက်ဆုံးအချိန်ထိသူတယောက်တည်းရှိခဲ့တာနဲ့ညဘက်9တောင်နားမှာသူလမ်းလျှောက်သွားတာကိုမြင်ခဲ့တာတွေကိုအကြောင်းပြပြီးသူ့ကိုပဲတရားခံအဖြစ်သတ်မှတ်လိုက်ကြပါတယ်ဒါအပြင်လူတော့ဒီကလည်းကျေးဇူးကမ်းတဲ့ကောင်အခွင့်ကောင်းယူပြီးဆိုင်ပစ္စည်းကိုရောက်တဲ့သူဆိုပြီးဝိုင်းဝန်းပြောဆိုကြပါတယ်ကျန်းချွန်းကတော့ဒေါသထွက်နေတော့လဲတည်ငြိမ်စွာနဲ့ဒီဆိုင်တည်မြဲနေတာသူ့ရဲ့လက်ရနဲ့စူးစမ်းမှုတွေကြောင့်ဖြစ်ကြောင်းပြန်ပြောပါတယ်ပတ်စံလူချင်းခဲ့ရင်တော့တခြားနေရာမှာကိုပိုင်ဆိုင်ဖွင့်ပြီးဂျုံစဲအိတ်ထက်ပိုပြီးရှာနိုင်တဲ့သူတယောက်ဖြစ်တာကြောင့်ဂျုံတအိတ်လောက်အတွက်ခိုးစရာမလိုဘူးလို့လည်းပြောလိုက်ပါတယ်ဒါပေမဲ့သူ့စကားတွေကိုဘယ်သူမှနားမထောင်ကြပါဘူးဆိုင်ရှင်မိသားစုကသူ့ကို10နှစ်ကျော်ကျွေးမွေးဆောင်ရှောက်ခဲ့တာကိုကျေးဇူးမသိပဲပြန်လဲတစ္ဆာဖောက်တယ်လို့တောင်ဆွဆွဲလာကြပါတယ်လူတွေကလည်းသူ့ပေါ်အထင်မြင်သေးစွာနဲ့ဝိုင်းပြောဆိုကြတဲ့အတွက်ကျန်းချွန်းရဲ့ရင်ထဲမှာအယမ်းနာကျင်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့သူ့အိတ်ကက်တွေကိုပါစစ်ဆေးဖို့တောင်းဆိုခံရပါတယ်အဲ့ဒီအချိန်မှာကျန်းချွန်းကတခုခုကိုသဘောပေါက်သွားပါတယ်ဂျုံအိတ်ပြောက်တာကသူတို့အတွက်အဓိကပြဿနာမဟုတ်ပါဘူးသူတို့တကယ်လိုချင်နေတာကတော့ကျန်းချွန်းလက်ထဲမှာရှိနေတဲ့သူ့အဖေချန်ထားခဲ့တဲ့လက်ရမတ်စုစာအုပ်ဖြစ်နေပါတယ်။အဲ့ဒီစာအုပ်ထဲကလက်ရတွေကိုကျန်းချွန်းကလူတွေရှိထုတ်ဖော်ပြောလိုက်ရင်သူတို့ရဲ့အစီအစဉ်တွေအားလုံးပေါ်သွားနိုင်တာကြောင့်သူ့ကိုဂျုံခိုးတယ်ဆိုပြီးအကြောင်းပြကဖိအားပေးနေခြင်းပဲဖြစ်ပါတယ်။အခုတော့ကျန်းချွန်းဟာသူ့အပေါ်မတရားဆွဆွဲခံရတာကိုတီးခံနေပြီးပြုံးနေပါတော့တယ်။ကျန်းချွန်းကဆိုင်ရဲ့ကုန်ကြစရိတ်စီးရင်ကိုစစ်ဆေးနေချိန်မှာအတော်ကြီးကပြီးခဲ့တဲ့လထက်ဒီလကုန်ကြစရိတ်3000ပိုတက်လာတယ်ဆိုပြီးပြောလာပါတယ်။အထူးသဖြင့်ငရုတ်သီးနဲ့ဟင်းခက်ပစ္စည်းတွေဈေးတက်နေတဲ့အတွက်ကုန်ကြစရိတ်လျှော့ဖို့ပစ္စည်းအရေးသွေးကိုလျှော့သုံးဖို့အမိန့်ပေးပါတယ်။ဒါပေမဲ့ကျန်းချွန်းကတော့အစားအသောက်ဆိုတာကောင်းမွန်တဲ့ပစ္စည်းတွေသုံးမှသာအရသာကောင်းမှာဖြစ်ပြီးဖောက်တယ်တွေကလည်းစားလိုက်တာနဲ့အရသာကွာခြားတာကိုသိနိုင်တယ်လို့ပြန်ရှင်းပြပါတယ်။အဲ့ဒီစကားကြောင့်အတော်ကြီးကပိုပြီးဒေါသထွက်သွားပါတယ်။သူမကကျန်းချွန်းရဲ့အဖေဆုံးသွားတာ10နှစ်တောင်ရှိပြီဖြစ်ပြီးသူမသားမဆောက်ရှောက်ခဲ့ရင်ကျန်းချွန်းဟာလမ်းဘေးမှာမိဘမဲ့တယောက်အနေနဲ့ပဲကြံခဲ့မှာလို့ပြောပါတယ်။ဒါကြောင့်သူမအိမ်မှာစားတောက်နေတဲ့၍သူမပြောတာကိုနားထောင်ရမယ်လို့ဆိုပြီးဒီနေ့ကစပြီးဈေးအပေါ်ဆုံးပစ္စည်းတွေပဲသုံးဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့ကျန်းချွန်းကတော့လုံးဝသဘောမတူပါဘူးပစ္စည်းအရေးသွေးကိုလျှော့လိုက်ရင်အစားအစာရဲ့အရသာပြတ်သွားပြီးဖောက်တယ်တွေဆိုင်ကိုမလာတော့နိုင်ဘူးလို့ပြန်ပြောပါတယ်ဒီအချိန်မှာအတော်ကြီးကကျန်းချွန်းကိုသူ့ကိုပြန်ပြောရတယ်လားဆိုပြီးဒေါသတကြီးអော်လိုက်ပါတယ်သူမကဒီဆိုင်ဟာသူမတို့မိသားစုပိုင်တာဖြစ်တဲ့အတွက်ကျန်းချွန်းမှာဆုံးဖြတ်ပိုင်ခွင့်လုံးဝမရှိဘူးလို့ပြောပါတယ်ဒါပေမဲ့ကျန်းချွန်းအတွက်ဒီဆိုင်ဟာတာမန်စားတောက်ဆိုင်တစ်ဆိုင်မဟုတ်ပါဘူးဒီနေရာမှာသူ့ဖေချန်ထားခဲ့တဲ့မျိုးရိုးလက်ရာကိုဆက်လက်ထိန်းသိမ်းနေခဲ့တာဖြစ်ပါတယ်ခောက်ဆွဲတပွဲကိုတောင်စားနဲ့အချိုးရည်ချိုးမှန်မှန်ထည့်ရတယ်လို့ရေပူချိန်က28ဒီဂရီတိတိကျကျဖြစ်ရပါတယ်မုံသားကိုလည်းအကျိန်8ရလောက်နဲ့ပြီးမှအကောင်းဆုံးရတာရရှိမှာဖြစ်ပြီးစီချက်ကိုမိနစ်40ချက်ရပါတယ်ဒါအပြင်ဟင်းခတ်အမွေးကြိုင်16မျိုးကိုလည်းသတ်မှတ်ထားတဲ့အချိုးတိုင်းထည့်ရတာဖြစ်ပြီးအချိန်နည်းနည်းလေးလွဲသွားရင်တော့အရသာကလုံးဝပြောင်းသွားနိုင်ပါတယ်ဒါတွေဟာကျန်းမျိုးနွယ်ရဲ့နှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာတဲ့လက်ရာဖြစ်ပြီးကျန်းချွန်းကအဲ့ဒီပညာကိုမပြောက်ပြတ်အောင်ထိန်းသိမ်းထားခဲ့တာပါသူ့လက်ထဲမှာရှိတဲ့လက်ရာမတ်စုစာအုပ်ကလည်းသူ့အဖေချန်ခဲ့တဲ့ခုတည်းသောအမွေနှစ်ဖြစ်ပါတယ်ဖခင်ဆုံးသွားပြီးနောက်10နှလုံးလုံးကျန်းချွန်းဟာအတော်အိမ်မှာနေပြီးဆိုင်လုံးအားလုံးကိုလုပ်ပေးခဲ့ရပါတယ်အတော်ကြီးကတော့လူများတဲ့အချိန်မှာငွေကောက်ရုံလောက်ပဲလုပ်ပြီးမိဖို့ချောင်ကဝန်ထမ်း3ယောက်ကလည်းပကံဆေးတာနဲ့ဟင်းသီးဟင်းရွက်ရွေးတာလောက်ပဲလုပ်တတ်ကြပါတယ်တကယ်လက်ရနဲ့ဟင်းခတ်အနှစ်ဖော်ဆက်နည်းကိုတီးတဲ့သူကတော့ကျန်းချွန်းတယောက်တည်းပါသူ့အဖေကလည်းအတော်ကြီးရဲ့စိတ်သဘောထားကိုတီးထားတာကြောင့်အဓိကလက်ရကိုသူမကိုမတင်ပေးခဲ့ပါဘူးကျန်းချွန်းကတော့ဒီဆိုင်ကိုအကောင်းဆုံးဖြစ်အောင်ကြကိုစားပေးခဲ့ရင်တနေ့နေ့မှာအတော်ကြီးကသူ့ကိုမိသားစုဝင်တယောက်လိုသဘောထားပေးမယ်လို့ယုံကြည်ခဲ့ပါတယ်ဒါပေမဲ့အခုမှသူတီးလိုက်ရတာကတော့အတော်ကြီးရဲ့မျက်လုံးထဲမှာသူဟာမိသားစုဝင်မဟုတ်ပဲအခက်မဲ့ခိုင်းစားလို့ရတဲ့လူတစ်ယောက်သာဖြစ်နေခဲ့တာတိတော်လဲတိခံနေခဲ့ပါတယ်ကျန်းချွန်းကဒီတစ်ခါတော့အားလုံးရှိမှအမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကဒီဆိုင်ဟာကျမ်းမိသားစုပိုင်ဆိုင်တဲ့ဆိုင်ဆိုတာထက်ကျမ်းမိသားစုရဲ့မျိုးရိုးလက်ရာနဲ့ယက်တည်နေရတဲ့ဆိုင်ဖြစ်ကြောင်းလူတိုင်းသိအောင်ပြသမယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူ့ကိုတကယ်ပဲမုံညက်ခိုးတဲ့သူလားမခိုးတဲ့သူလားဆိုတာတက်တည်ပြဖို့ခောက်ဆွဲတဲ့ပွဲကိုကိုယ်တိုင်လုပ်ပြမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ကျန်းချွန်းကမုံညက်တဲ့အိတ်ကိုခိုးဖို့တောင်မလိုအပ်တဲ့သူဖြစ်ကြောင်းအားလုံးကိုကိုယ်တိုင်မြင်စေချင်တာပါအဲ့ဒီနောက်သူဖခင်စီကလက်ဆင့်ကမ်းရရှိခဲ့တဲ့လက်ရနီးစနစ်အတိုင်းခောက်ဆွဲကိုစတင်ပြင်ဆင်လိုက်ပါတယ်မုံသားကိုတတ်မှတ်ထားတဲ့အတိုင်းနဲ့ပြီးဟင်းခတ်အမွေးကြိုင်တွေနဲ့စီချက်ကိုလည်းတိကျတဲ့အချိုးအစားအတိုင်းပြင်ဆင်ပေးပါတယ်ခဏအကြာမှာတော့ခောက်ဆွဲတစ်ပွဲကအနက်အရသာပြည့်စုံစွာနဲ့ထွက်လာပါတယ်အဲ့ဒီအချိန်မှာလူတစ်ယောက်ကကျန်းချွန်းလှုပ်ထားတဲ့ခောက်ဆွဲကိုမြည်ကြည့်ခွင့်တောင်းလိုက်ပါတယ်တစုံလောက်မြည်ကြည့်ပြီးတာနဲ့သူ့မျက်နှာကအံ့ဩသွားပါတယ်သူကဒါကအဖိုးကြီးကျန်းရဲ့လက်ရအစ်စ်ပဲလို့ချက်ချင်းပြောလိုက်ပါတယ်ဒီခောက်ဆွဲဟာအရင်ဆိုင်မှာရောင်းနေတဲ့ခောက်ဆွဲထက်တောင်အစပေါင်းများစွာပိုကောင်းပြီးထူးခြားတဲ့အရသာရှိတယ်လို့လူတွေကဝိုင်းဝန်းကြီးကျူးကြပါတယ်တချို့ကလည်းဒီလောက်ထူးခြားတဲ့လက်ရာကိုပိုင်ဆိုင်ထားတဲ့သူတယောက်အနေနဲ့ကိုပိုင်ဆိုင်တောင်ဖွင့်နိုင်တာကြောင့်မုံညက်တဲ့အိတ်ကိုဘာကြောင့်ခိုးရမှာလဲလို့မေးခွန်းထုတ်လာကြပါတယ်။အဲ့ဒီနောက်မှာတော့လူတွေဟာအခြေအနေတစ်ခုလုံးကိုနားလည်လာကြပါတယ်။ကျန်းချွန်းဟာတကိုးတယောက်မဟုတ်ပဲဆိုင်ရဲ့မူရင်းလက်ရာကိုတကယ်ထိမ့်သိမ်းထားတဲ့သူဖြစ်နေပါတယ်။တချို့လူတွေကတော့ဒေါ်ကြီးတို့ဘက်ကိုပြန်လှည့်ပြီးလက်ရာကိုယူပြီးကျန်းချွန်းကိုဆိုင်ကနေနှင်ထုတ်ဖို့ကြိုးစားနေတာဟာမတရားလွန်းတယ်လို့ပြောလာကြပါတယ်။အဲ့ဒီအပြင်ဒီကိစ္စကိုအွန်လိုင်းပေါ်တင်ပြီးလူများသိအောင်ပြောပြသင့်တယ်လို့တောင်ဆိုလာကြပါတယ်။အခြေအနေကထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အခါအတော်ကြီးကဒေါသအကြီးနဲ့ကျန်းချွန်းကိုဆိုင်ထဲကနေထွက်သွားဖို့အော်ဟစ်လိုက်ပါတယ်။ထွက်သွားစမ်းမင်းတို့တခိုးမျိုးကိုဒီဆိုင်မှာမထားဘူး။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျန်းချွန်းဟာအရင်ကလိုခေါင်းငုံပြီးမခံတော့ပါဘူး
ဘာကြောင့်လဲဆိုတော့အခုချိန်မှာလူတွေရှိမှသူ့ရဲ့လက်ရအစစ်နဲ့အမှန်တရားကိုသက်သေပြပြီးသွားပြီဖြစ်လို့ပါအတော်ကြီးကကျန်းကျွမ်းကိုဆိုင်ထဲကနေနှင်ထုတ်ရုံနဲ့မကျေနပ်သေးပဲနောက်တစ်ခါဒီဆိုင်ထဲကိုချိန်မချဖို့အမိန့်ပေးလိုက်ပါတယ်ဒီအချိန်မှာတော့ကျန်းကျွမ်းဟာဘာမှပြန်မပြောတော့ပါဘူးသူကတည်ငြိမ်စွာနဲ့ဒီနေရာဟာကျန်းမိသားစုရဲ့ဆိုင်ဖြစ်ပြီးသူကိုယ်တိုင်လည်းကျန်းမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပေမဲ့အခုကစပြီးဒီနေရာနဲ့သူ့မှာဘာဆက်နွယ်မှုမှမရှိတော့ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့သူ့ဖခင်ကလက်ဆင့်ကမ်းပေးခဲ့တဲ့မိသားစုလက်ရာကိုလည်းအတော်ကြီးပဲဆက်ပြီးလှုပ်သွားနိုင်ပြီလို့ပြောကလက်လျှော့လိုက်ပါတယ်ဒီစကားကြောင့်အတော်ကြီးကတော့ပိုပြီးအထင်သေးသွားပါတယ်သူမကကျန်းချွမ်းကိုကျေးဇူးကမ်းတဲ့သူလို့ပြောပြီးအစောကြီးကတည်းကထွက်သွားတင်တာလို့တောင်ပြောလိုက်ပါတယ်ဒါအပြင်ကျန်းချွမ်းမရှိတော့ရင်တောင်သူမဆိုင်မှာပတ်စံတွေဆက်ပြီးဝင်နေအောင်မှာပဲလို့ယုံကြည်နေပါတယ်အနားမှာရှိတဲ့ဆိုင်ဝန်ထမ်းတွေကလည်းအတော်ကြီးကိုအားပေးကြပါတယ်သူတို့ကကျန်းချွမ်းမရှိလဲသူတို့ကိုယ်တိုင်ခောက်ဆွဲလုပ်နိုင်ပြီးသူလုပ်တာထက်တောင်ပိုကောင်းအောင်လုပ်နိုင်တယ်လို့ကြွားဝါကြပါတယ်သူတို့အမြင်မှာတော့ကျန်းချွမ်းဟာတာမန်လုပ်သမားတစ်ယောက်ပဲဖြစ်တာကြောင့်ရှိတာမရှိတာဘာမှထူးခြားမှာမဟုတ်ဘူးလို့ထင်နေကြပါတယ်ဒါပေမဲ့သူတို့မကြခင်မှာတိလာရမယ့်အရာတစ်ခုရှိနေပါတယ်ကျန်းချွမ်းမရှိတော့တဲ့အချိန်မှာသူတို့ကခောက်ဆွဲရဲ့အဓိကဟင်းခက်ပစ္စည်းတွေကိုဈေးသက်သာတဲ့ပစ္စည်းတွေနဲ့အစားထိုးလိုက်ကြပါတယ်အဲ့ဒီလိုပြောင်းလဲလိုက်တာနဲ့ခောက်ဆွဲရဲ့အရာတာကလုံးဝပြောင်းလဲသွားပါတော့တယ်အရင်ကလူတွေကြားမှာနာမည်ကြီးခဲ့တဲ့အရာတာကမရှိတော့ပဲဖောက်တယ်တွေတောင်ကွာခြားချက်ကိုချက်ချင်းတတိထားမိလာနိုင်တဲ့အခြေအနေဖြစ်သွားပါတယ်တစ်ဖက်မှာတော့ကျန်းချွန်းဟာဆိုင်ကနေထွက်လာပြီးသူနှစ်ပေါင်းများစွာစုဆောင်းထားခဲ့တဲ့ပတ်စံအားလုံးကိုထုတ်ကြည့်လိုက်ပါတယ်အဲ့ဒီငွေတွေဟာသူ့ဘဝရဲ့10နှစ်တာကာလအတွင်းကျန်းစီခောက်ဆွဲဆိုင်အတွက်အားလုံးပေးဆက်ပြီးရရှိထားခဲ့တဲ့ငွေတွေပါသူကဆိုင်အတွက်အချိန်အင်အားနဲ့သူ့ရဲ့လက်ရအားလုံးကိုပေးခဲ့ပေမဲ့နောက်ဆုံးမှာတော့လက်ပလာနီးပါးနဲ့ဆိုင်ကနေနှင်ထုတ်ခံလိုက်ရတာဖြစ်ပါတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီညမှာကျန်းချွန်းဟာအရင်10နှစ်အတွင်းမအိပ်ဘူးလေလောက်စိတ်အေးချမ်းစွာအိပ်ပျော်သွားပါတယ်ဘာကြောင့်လဲဆိုတော့အခုကစပြီးကျန်းအန်တီရဲ့မျက်နှာကိုကြည့်ပြီးနေရတော့မှမဟုတ်တလို့ဝန်ကျွမ်းလာရဲ့အနိုင်ကျင့်မှုတွေကိုလည်းသိခံစရာမလိုတော့ပါဘူးအရေးကြီးဆုံးကတော့သူ့ရဲ့တကယ်အရေးချင်းကိုဖုံးကွယ်ထားစရာမလိုတော့တာပါသူရောက်နေတဲ့နေရာတစ်ကရိုးရှင်းပြီးတင်းငယ်ပေမဲ့ကျန်းချွမ်းအတွက်တော့ပထမဆုံးအကြိမ်ကိုပိုင်ဘဝကိုကိုယ်တိုင်စတင်နိုင်မယ့်နေရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်10နှစ်ကြာခံခဲ့ရတဲ့ဘဝကိုနောက်ွယ်မှာထားခဲ့ပြီးကျန်းချွမ်းရဲ့ဘဝတစ်ကတော့အခုမှစတင်တော့မှာဖြစ်ပါတယ်ကျန်းချွမ်းကကိုပိုင်ဘဝစတင်ဖို့မှတ်စုတွေကအတိုင်းချက်ပြုတ်နေပါတယ်အားလုံးချက်ပြုတ်ပြင်ဆင်ပြီးတဲ့အခါစတင်ရောင်းချဖို့ဝယ်လာတဲ့တွန်းလဲနဲ့ထွက်လာပါတယ်သူ့မှာပိုင်ဆိုင်တာအများကြီးမရှိပေမဲ့ဒါလေးတွေနဲ့ပဲကိုဘဝကိုကိုယ်တိုင်ပြန်စတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူရွေးချယ်ထားတဲ့နေရာကတော့လူသူအယောက်အပေါက်သိမ့်မရှိတဲ့နေရာလေးတစ်ခုဖြစ်နေပါတယ်အနီးနားကအတော်ကြီးတစ်ယောက်ကကျန်းချွမ်းကိုတွေ့ပြီးဒီနေရာမှာလူလာစားမဲ့သူရှိပါမလားလို့စိုးရိမ်စွာမေးလိုက်ပါတယ်သူမကလူစီကားတဲ့ဘတ်စကာမှတ်တိုင်နားမှာတွားရောက်ရင်ပိုကောင်းမယ်လို့အကြံပေးပါတယ်ဒါပေမဲ့ကျန်းချွမ်းမှာလိုအပ်တဲ့ခွင့်ပြုချက်မရှိသေးတာကြောင့်စစ်ဆေးမှုတွေတင်းကျပ်တဲ့နေရာကိုတွားရောက်ဖို့မရဲပါဘူးအဲ့ဒီအချိန်မှာအတော်ကြီးကကျန်းချွမ်းကိုအားပေးတဲ့အနေနဲ့ခောက်ဆွဲတစ်ပွဲလောက်ပြုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကျန်းချွမ်းလည်းချက်ချင်းပဲသူ့လက်ရနဲ့ခောက်ဆွဲတစ်ပွဲကိုပြင်ဆင်ပေးလိုက်ပါတယ်ခောက်ဆွဲကိုစားကြည့်လိုက်တဲ့အခါအတော်ကြီးဟာအယမ်းအံ့ဩသွားပါတယ်အထူးသဖြင့်ကျန်းကျွမ်းကိုယ်တိုင်ပြင်ဆင်ထားတဲ့ငရုတ်စီရဲ့အနံကအယမ်းမွေးပြီးခောက်ဆွဲသားကလည်းပျော့ပြောင်းကအရသာအလွန်ကောင်းမွန်နေပါတယ်ဒေါ်ကြီးကတော့ဒီလက်ရာဟာအခုလက်ရှိကျန်းစီဆိုင်မှာရနေတဲ့အရသာထက်အများကြီးပိုကောင်းတယ်လို့ချီးကျူးလိုက်ပါတယ်ပြီးတော့သူမကအနီးနားကလူတွေကိုပါခေါ်ပြီးကျန်းချွမ်းရဲ့ခောက်ဆွဲကိုလာမြည်ကြည့်ဖို့ပြောလိုက်ပါတယ်ကျန်းချွန်းလည်းအခွင့်အရေးကိုလက်မလွတ်ပဲလူတွေကြားထဲမှာစစ်မှန်တဲ့လက်လုတ်ခောက်ဆွဲဆက်ပြီးအရသာရှိတဲ့ခောက်ဆွဲဆိုပြီးစတင်မိတ်ဆက်လိုက်ပါတယ်အရသာမကောင်းရင်ပတ်စံမယူဘူးလို့တောင်ပြောပြီးကျန်းစီဆိုင်ကခောက်ဆွဲထက်အများကြီးပိုကောင်းကြောင်းကြေညာလိုက်ပါတယ်ဒီလိုနဲ့ပထမဆုံးဖောက်တဲ့တယောက်ကခောက်ဆွဲတပွဲမှာလိုက်ပါတယ်နောက်တစ်ယောက်ကလည်းတပွဲထက်မှာပါတယ်စားပြီးသွားတဲ့သူတိုင်းကတကယ်အရသာရှိတယ်ဒီအရသာကထိတ်တန့်မဲ့ဆိုပြီးချီးကျူးကြပါတယ်အဲ့ဒီနောက်မှာတော့ဖောက်တယ်တွေတဖြည်းဖြည်းများလာပြီးတယောက်ကနောက်ထပ်တပွဲထပ်မှာတလို့တချို့ကအမဲသားခောက်ဆွဲတွေကိုတောင်နှစ်ပွဲစီထုတ်ပိုးပြီးအိမ်ယူသွားကြပါတယ်နောက်ဆုံးမှာတော့ကျန်းချွမ်းရဲ့အယောင်းဝယ်ကတဖြည်းဖြည်းနဲ့တိုးတက်လာပါတော့တယ်သူ့ဘဝတစ်ဟာအခုမှစတင်အောင်မြင်လာပြီလို့ထင်ရပေမဲ့ဒီသတင်းကမကြခင်မှာပဲကျန်းစီဆိုင်ရဲ့အတော်ကြီးစီကိုပါရောက်သွားပါတယ်သူမကတော့ကျန်းချွမ်းဟာသူမရဲ့ဖောက်တယ်တွေကိုလာလူနေတယ်လို့ထင်ပြီးဒေါသထွက်သွားပါတယ်ကျန်းတော်ဟာကျန်းချွမ်းကိုဖယ်ရှားဖို့စတင်ကြံစီပါတော့တယ်သူမကတက်ဆိုင်ရာအဖွဲ့ကိုဖုံးဆက်ပြီးဟောင်မင်ဈေးထောက်မှာခွင့်ပြုချက်မရှိဘဲခောက်ဆွဲရောက်နေတဲ့သူတယောက်ရှိတယ်လို့တိုင်ကြားလိုက်ပါတယ်အဲ့ဒီအပြင်အရေးယူတဲ့အခါတင်းတင်းကြပ်ကြပ်လုပ်ပေးဖို့ပါတောင်းဆိုလိုက်ပါတယ်တစ်ဖက်မှာလည်းကျန်းလန်ကဒရိုက်တာဝန်ကိုဖုံးဆက်ပြီးသူမရဲ့အကူအညီတောင်းဆိုမှုကိုလက်ခံပေးဖို့ကြိုးစားနေပါတယ်မကြခင်မှာပဲအာနာပိုင်ဖွဲ့ကကျန်းချွမ်းရဲ့ခောက်ဆွဲဆိုင်လေးစီရောက်လာပါတယ်ဆိုင်ရှင်ကဘသူလဲလို့မေးတဲ့အခါကျန်းချွမ်းကကိုယ်တိုင်ပဲဆိုင်ရှင်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်အဲ့ဒီအခါသူတို့ကကျန်းချွမ်းဟာလိုအပ်တဲ့ခွင့်ပြုချက်မရသေးပဲလမ်းဘေးမှာရောင်းချနေတာဖြစ်လို့ဆိုင်ပစ္စည်းတွေအားလုံးကိုတင်စီမယ်လို့ပြောလိုက်ပါတယ်ကျန်းချွမ်းကလည်းခွင့်ပြုချက်လျှောက်ထားပြီးသားဖြစ်ပြီးနောက်ထပ်ရက်အနည်းငယ်ပဲစောင့်ရတော့မှာဖြစ်လို့အခုမသိမ်းဖို့တောင်းပန်ပါတယ်ဒါပေမဲ့အာနာပိုင်တွေကတော့စီကန်းဆိုတာစီကန်းပဲလို့ပြန်ပြောပါတယ်ခွင့်ပြုချက်မရှိဘဲရောင်းချလို့မရတဲ့အတွက်ပစ္စည်းတွေကိုကားပေါ်တင်ပြီးတင်စီဖို့အမိန့်ပေးလိုက်ပါတယ်ကျန်းချွမ်းအတွက်တော့ဒီအဖြစ်အပျက်ကအယမ်းနာကျင်စရာကောင်းပါတယ်သူဟာနှစ်ပေါင်းများစွာခက်ခက်ခဲခဲစုဆောင်းထားတဲ့ငွေတွေကိုအသုံးပြုပြီးဒီဆိုင်လေးကိုစတင်တည်ဆောက်ခဲ့တာပါအခုတော့သူ့ရဲ့စပွဲခောက်ဆွဲပြင်ဆင်တဲ့ပစ္စည်းတွေနဲ့ရောင်းချဖို့အတွက်စုဆောင်းထားသမျှအားလုံးနီးပါးကိုတခဏအတွင်းတင်စီခံလိုက်ရပါတယ်မကြခင်ကမှသူ့ဘဝမှာမျောလင်းချက်လေးတစ်ခုမြင်လာခဲ့ပေမဲ့အခုတော့အဲ့ဒီမျောလင်းချက်ကိုတောင်တညရဲနဲ့ဖျက်ဆီးခံလိုက်ရတယ်လို့ခံစားနေရပါတယ်သူမကဒီရာအားလုံးဟာကျန်းတော်ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ပြောပါတယ်ကျန်းတော်ဟာကျန်းချွန်းအောင်မြင်လာတာကိုမကြည့်ရတာကြောင့်အခုလိုလုပ်ခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့အတော်ကြီးကကျန်းချွန်းကိုစိတ်တက်မကြဘူးလဲအားပေးပါတယ်တားလေးရေ
လက်ရရှိနေတဲ့၍တော့အရှုံးမပေးနဲ့မင်းရဲ့လက်ရကကောင်းတယ်ဒီလိုနဲ့လက်လျှော့လိုက်လို့မဖြစ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူမကသူ့အိတ်ထဲကငွေချို့ကိုထုတ်ပေးပြီးလိုအပ်တဲ့ပစ္စည်းတွေကိုအရင်ပြန်ဝယ်ဖို့ကူညီပေးလိုက်ပါတယ်။နောက်မှကျန်းကျွမ်းအဆင်ပြေပြီးပတ်စံရလာတဲ့အခါပြန်ဆက်လို့ရတယ်လို့လည်းပြောပါတယ်။ဒီလိုအချိန်မှာကိုယ့်ဘက်ကနေရက်တီပေးတဲ့သူတယောက်ရှိနေတဲ့အတွက်ကျန်းကျွမ်းဟာအရန်ကျေးဇူးတင်သွားပါတယ်။သူကလည်းအတော်ကြီးရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ဘူးလို့ကတိပေးပါတယ်။ဒါပေမဲ့အတော်ကြီးကတော့ကျေးဇူးတင်စရာမလိုဘူးလို့ပြန်ပြောပါတယ်။သူမကကျန်းလန်ရဲ့အပြုမှုကိုမကြိုက်တာကြောင့်ကူညီပေးတာဖြစ်ပြီးကျန်းကျွမ်းအနေနဲ့ဆက်ပြီးစူးစမ်းဖို့အားပေးလိုက်ပါတယ်။ပြီးတော့သူမကကျန်းကျွမ်းကိုအရေးကြီးတဲ့အချက်တစ်ခုအကြံပေးလိုက်ပါတယ်။မြို့ထဲမှာဘသူတွေကမနက်အစောဆုံးထားကြလဲဘသူတွေကပူပူနွေးနွေးမနက်စာကိုအလိုအဆုံးလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ကျန်းကျွမ်းကအရသာကောင်းတဲ့ခောက်ဆွဲတပွဲကိုရိုးရိုးသားသားနဲ့စိတ်ရှည်ရှည်လုပ်ပြီးမနက်စောစောထွက်လာပါတယ်။မကြခင်မှာစောက်လုပ်ရေးလုပ်ငန်းခွင်ကအလုပ်သမားတယောက်သူ့ဆိုင်ကိုရောက်လာပြီးအမဲသားခောက်ဆွဲတပွဲမှာစားခဲ့ပါတယ်။ပထမဆုံးတစ်ခိုက်စားလိုက်တာနဲ့အရသာကသူ့ကိုအရန်အံ့အားသင့်သွားစေခဲ့ပါတယ်။အထူးသဖြင့်အမဲသားကနူးညံ့ပြီးဟင်းရည်နဲ့ခောက်ဆွဲရဲ့အရသာကလည်းလုံးဝထူးခြားနေခဲ့တာပါ။အဲ့ဒီအချိန်မှာအလုပ်သမားကြီးကလွန်ခဲ့တဲ့10နှစ်လောက်ကစားခဲ့ပူတဲ့နာမည်ကြီးဆရာကြီးကျန်းရဲ့ခောက်ဆွဲအရသာကိုပြန်သတိရသွားပါတယ်။ဒါနဲ့ကျန်းကျွန်းကိုဒီလက်ရာကိုဘသူစီကတင်ယူခဲ့တာလဲလို့မေးလိုက်တဲ့အခါကျန်းကျွန်းကဒီခောက်ဆွဲလုပ်နည်းဟာသူ့အဖေဖြစ်သူဆရာကြီးကျန်းစီကတင်ယူခဲ့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီအဖေကြောင့်အလုပ်သမားကြီးကပိုပြီးသဘောကျသွားပြီးကျန်းကျွန်းရဲ့လက်ရာဟာတကယ်ကိုအဖေရဲ့လက်ရာအတိုင်းဆက်ခံထားနိုင်တာကိုနားလည်သွားပါတယ်။ဒီလိုနဲ့ခောက်ဆွဲရဲ့အရသာကောင်းတဲ့ဟာစောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာတဖြည်းဖြည်းပြန့်နှံ့လာပါတော့တယ်။အလုပ်သမားတွေကတယောက်ပြီးတယောက်လာစားကြပြီးမနက်စာအတွက်ခောက်ဆွဲအော်ဒါတွေကိုကြိုတင်မှယူလာကြပါတယ်။တချို့ကနောက်နေ့အတွက်ပွဲ30လောက်မှကြပြီးနောက်တစ်ဖွဲကတော့ပွဲ60လောက်အထိမှယူလာကြပါတယ်။အလုပ်သမားတွေကလည်းနောက်ပိုင်းမှာမနက်စာကိုကျန်းကျွန်းဆိုင်ကခောက်ဆွဲပဲစားမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်။အော်ဒါတွေတဖြည်းဖြည်းများလာတာနဲ့အမျှကျန်းကျွန်းတယောက်တည်းနဲ့မလောက်တော့ပါဘူး။အဲ့ဒီအချိန်မှာအရင်ဆိုင်ကနေထွက်လာတဲ့ရှောင်းကျိုးကလည်းကျန်းကျွန်းဘက်ကိုလာပူးပေါင်းခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူလုပ်ကင်ရင်ခောက်ဆွဲအော်ဒါတွေကိုစနစ်တကျပြင်ဆင်ပြီးစောက်လုပ်ရေးလုပ်ငန်းခွင်တွေစီပို့ဆောင်ပေးနိုင်လာပါတယ်။ကျန်းကျွန်းကလည်းပို့ဆောင်ရေးပို့အဆင်ပြေဖို့သုံးပြီးဆိုင်ကတစ်စီးဝယ်ယူလိုက်ပါတယ်။ဒီအချိန်မှာတော့ကျန်းကျွန်းဟာအရင်ကလိုတခြားသူရဲ့ဆိုင်မှာအခမဲ့အလုပ်လုပ်ပေးနေရတဲ့လူငယ်တယောက်မဟုတ်တော့ပါဘူး။ကိုယ့်လက်ရာနဲ့ကိုယ့်လုပ်ငန်းကိုကိုယ်တိုင်တိစောက်နိုင်တဲ့ဆိုင်ရှင်တယောက်ဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့ကျန်းကျွန်းကဒီအောင်မြင်မှုနဲ့ပဲရက်မနေခဲ့ပါဘူး။လုပ်ငန်းကအော်ဒါတွေတည်ငြိမ်လာတာနဲ့တရားဝင်လုပ်ငန်းလုပ်ကင်နိုင်ဖို့လိုအပ်တဲ့ခွင့်ပြုချက်တွေနဲ့စာရွက်စာတမ်းတွေကိုစတင်လျှောက်ထားခဲ့ပါတယ်။နောက်ဆုံးမှာတော့နှစ်ပတ်ကြာပြီးတဲ့အချိန်မှာလိုအပ်တဲ့စာရွက်စာတမ်းတွေအားလုံးပြည့်စုံသွားခဲ့ပါတယ်။အခုဆိုရင်ကျန်းကျွန်းရဲ့ခောက်ဆွဲလုပ်ငန်းဟာအခက်အခဲတွေကြားကနေတဖြည်းဖြည်းအမြင့်တွယ်လာပြီးအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာဖို့လမ်းပွင့်သွားခဲ့ပါတယ်။တလအတွင်းမှာပဲသူ့စီကိုပုံမှန်အော်ဒါပေးနေတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်၄ခုရလာပြီးတနေ့ကိုခောက်ဆွဲပွဲ200ခန့်အထိရောင်းချနိုင်လာပါတယ်။နေ့တိုင်းမုံညက်တွေကိုကိုယ်တိုင်နေပြီးအော်ဒါတွေကိုအချိန်မီပို့ပေးနေရတာကြောင့်တနေ့ကိုအိတ်ချိန်4နာရီလောက်ပဲရပါတယ်။ဒါပေမဲ့အခုတော့သူ့အတွက်ကိုယ်ပိုင်ဘဝတစ်ခုကိုတိစောက်နေပြီမလို့သူ့ရင်ထဲမှာယုံကြည်မှုအပြည့်ရှိလာခဲ့ပါတယ်။တစ်ဖက်မှာတော့ကျန်းကျွန်းထွက်သွားပြီးနောက်ကျန်းတော်ဆိုင်ရဲ့အခြေအနေကလုံးဝပြောင်းပြန်ဖြစ်နေပါတယ်။ကျန်းတော်နဲ့စပွဲထိုးလီတို့ကလူ3ယောက်နဲ့ဆိုင်ကိုဆက်လက်ပတ်ဖို့ကြိုးစားကြပေမဲ့အရေးကြီးဆုံးအရာတစ်ခုကိုမရရှိခဲ့ပါဘူး။အဲ့ဒါကတော့ကျန်းကျွန်းရဲ့အဓိကလက်ရနီးစနစ်ဖြစ်ပါတယ်။သူတို့ချက်တဲ့ငရုတ်စီကခါပြီးဖမ်းနေတယ်လို့အနှစ်ကလည်းအရင်ကလိုအရသာမရှိတော့ပါဘူး။ခောက်ဆွဲသားကပါပြောဖက်နေတဲ့အတွက်ဖောက်တယ်တွေကစားပြီးတာနဲ့မကျေနပ်ကြတော့ပါဘူး။ဒါကဘာအရသာလဲအရင်ကနဲ့လုံးဝမတူတော့ဘူး။ဒီလိုနဲ့ဆက်ရောက်နေရင်ဆိုင်နာမည်ပြတ်တော့မယ်။ဆိုပြီးဝေဖန်တန်တွေဆက်တိုက်ထွက်လာပါတယ်။တချို့ဖောက်တယ်တွေကတော့ကျန်းကျွန်းမရှိတော့တဲ့နောက်ဒီဆိုင်ဟာမူရင်းအရသာကိုဘလို့မှပြန်မရနိုင်တော့ဘူးဆိုတာနားလည်သွားကြပါတယ်။ဆိုင်ဘက်ကလည်းဖောက်တယ်တွေပြန်ရလာအောင်ခောက်ဆွဲတပွဲကိုဈေး9ယွမ်လျှော့ပေးပြီးဆွဲဆောင်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အရသာမကောင်းတဲ့ပြဿနာကိုဈေးလျှော့ရုံနဲ့ဖြေရှင်းလို့မရပါဘူး။အဲ့ဒီအချိန်မှာပဲကျန်းကျွန်းရဲ့လုပ်ငန်းကိုတိုက်ခိုက်ဖို့နောက်ထပ်နည်းလမ်းတစ်ခုပေါ်လာပါတယ်။လူတွေကြားမှာကျန်းကျွန်းရဲ့ဆိုင်ကအစားတောက်လို့ရမှာစီဟောင်းတွေတုံးနေဆိုတဲ့ကောလာဟာလာတွေပြန့်နှံ့လာပါတယ်။အဲ့ဒီအပြင်ခောက်ဆွဲအနှစ်ထဲမှာမတင်တော်တဲ့ပစ္စည်းတွေထည့်ထားတဲ့ဆိုတဲ့သတင်းတွေလည်းထွက်လာပါတယ်။ကျန်းကျွန်းဘက်ကလူတယောက်ကတော့ဒီအရာတွေဟာကျန်းလန်တဲ့ဆရာလီတို့ရဲ့လက်ချက်ပဲဖြစ်မယ်လို့ပြောပြီးတွားရောက်ရှင်းလင်းမယ်လို့ဆိုပါတယ်။ဒါပေမဲ့ကျန်းကျွန်းကတော့သူ့ကိုတားလိုက်ပါတယ်။သူများပါဇက်ကိုကျွန်တော်တို့ပိတ်လို့မရဘူး။ဒါပေမဲ့ကျွန်တော်တို့လက်တွေကတော့ကျွန်တော်တို့ပိုင်တယ်။သူ့အတွက်အကောင်းဆုံးတုံ့ပြန်မှုကစကားနဲ့ပြန်တိုက်ခိုက်တာမဟုတ်ပါဘူး။ကိုယ့်ရဲ့လက်ရနဲ့အမှန်တရားကိုတက်တည်ပြတာပါ။ဒါကြောင့်ကျန်းကျွန်းဟာသူအသုံးပြုနေတဲ့ကုန်ကျန်းတွေအားလုံးကိုလူတွေရှိမှထုတ်ပြလိုက်ပါတယ်။သူအသုံးပြုတဲ့စီကဒေတာထွက်အရေးသွေးကောင်းတဲ့စီဖြစ်ပါတယ်။ငရုတ်သီးတွေကိုလည်းဒေတာထွက်အရေးသွေးမြင့်ငရုတ်သီးတွေကိုတတ်မှတ်ထားတဲ့အချိုးအတိုင်းရောဆက်အသုံးပြုထားပါတယ်။ငရုတ်ကောင်းကလည်းလက်ဆက်ဆက်ကြိတ်ထားတာဖြစ်ပြီးအမဲသားကိုပါမနက်အစောပိုင်းကလေးကရရှိတဲ့လက်ဆက်တဲ့အသားကိုအသုံးပြုထားပါတယ်။ပြီးတော့ကျန်းကျွန်းကလူတွေအားလုံးကိုမေးလိုက်ပါတယ်။ကျွန်တော်စီကမတန့်ဘူးလား။ကျွန်တော်ငရုတ်သီးတွေကမလက်ဆက်ဘူးလား။ကောလာဟာလာတွေကိုစကားနဲ့ညင်းမဲ့စားသူ့လက်ရနဲ့တက်တည်ပြဖို့အတွက်ကျန်းကျွန်းကအားလုံးရှိမှငရုတ်စီကိုကိုယ်တိုင်ချက်ပြဖို့စတင်လိုက်ပါတယ်။ငရုတ်သီးတွေကအရေးသွေးကောင်းတဲ့ပစ္စည်းတွေဖြစ်တယ်လို့ငရုတ်စီထဲမှာလည်းဘာမတန်ရှင်းတဲ့ပစ္စည်းမှရောထားခြင်းမရှိဘူးဆိုတာကိုတိုက်ရိုက်ပြသလိုက်ပါတယ်။ပြီးတော့သူဝယ်ယူထားတဲ့ကုန်ပစ္စည်းတွေရဲ့ပြေစာတွေနဲ့စစ်ဆေးရေးဌာနကထုတ်ပေးထားတဲ့အစီရင်ခံစာကိုပါလူတွေအားလုံးရှိမှထုတ်ပြလိုက်ပါတယ်။ဖောက်တယ်တွေကလည်းကျန်းကျွန်းဘက်ကနေပြန်လည်ရက်တည်လာကြပါတယ်။တချို့ကတော့ကျန်းဆရာရဲ့ခောက်ဆွဲကစိတ်ချရတယ်လို့ပြောကြပြီးကျန်းလန်ကိုလည်းသူ့ကိုယ်ပိုင်လက်ရအောင်ကောင်းကောင်းမထိန်နိုင်ပဲသူများပေါ်အပြစ်ပုံချတာဟာမတင်တော်ဘူးလို့ဝေဖန်လာကြပါတယ်။ဒီဖြစ်ပျက်ကြောင့်ကျန်းကျွန်းရဲ့ဖောက်တယ်တွေရဲ့ယုံကြည်မှုကပိုပြီးခိုင်မာလာပါတယ်။ဒါပေမဲ့နောက်တနေ့မနက်မှာတော့ပြဿနာတစ်ခုပေါ်လာပါတယ်။ကျန်းကျွန်းရဲ့ဆိုင်နီးမှာအဖြစ်ပျက်တစ်ခုဖြစ်ပွားခဲ့ပြီးလူတွေကဒါဟာကျန်းလန်နဲ့ဆရာလီတို့ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့တန်တရားဝင်လာကြပါတယ်။ကျန်းကျွန်းရဲ့အဖေကတော့ဒေါသမထိန်နိုင်တော့ပဲသူတို့စီကိုတွားပြီးရှင်းလင်းမယ်လို့ပြောပါတယ်။ကိုချွမ်းကျွန်တော်မခံနိုင်တော့ဘူးဒီနေ့ပဲသူတို့ကိုတွားရှာမယ်
ဒါပေမဲ့ကျန်းချွန်းကတော့သူ့ကိုတားလိုက်ပါတယ်သူကဒီအရာတွေရဲ့နောက်ွယ်မှာဘသူရှိတယ်ဆိုတာခံမှန်းလို့ရပေမဲ့တိုက်ရိုက်သွားပြီးရန်ဖြစ်လိုက်ရင်အခြေအနေကပိုဆိုးသွားနိုင်တယ်ဆိုတာသိနေပါတယ်ကျန်းချွန်းကတည်ငြိမ်စွာနဲ့မသွားနဲ့သူတို့လိုချင်တာကငါတို့ဘယ်လိုဖြစ်သွားမလဲဆိုတာပဲသူတို့အလိုတိုင်းမဖြစ်စေရဘူးလို့ပြောလိုက်ပါတယ်အမှန်တကယ်တော့သူ့အတွက်အရေးကြီးဆုံးကရန်သူကိုလက်စားချေတာမဟုတ်ပါဘူးသူ့ကိုယုံကြည်ပြီးနေတိုင်းခောက်ဆွဲကိုစောင့်နေကြတဲ့ဖောက်တယ်တွေကိုမပြတ်ကွက်စေဖို့ပါစောက်လို့ရေးလုပ်ငန်းခွင်တွေမှာအလုပ်သမားရာနဲ့ချီရှိပြီးသူတို့အတွက်မနှက်စာအဖြစ်ကျန်းချွန်းရဲ့ခောက်ဆွဲတွေကိုစောင့်မျှော်နေကြပါတယ်ဒါကြောင့်ပြဿနာတွေဘယ်လောက်ပဲဖြစ်နေပါစေအော်ဒါတွေကိုမပြတ်မကွက်ပို့ပေးရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ကျန်းချွန်းကသူ့အဖော်ရှောင်းကျိုးကိုအနီးနားကဆိုင်ကယ်ပြင်ဆိုင်ကိုတွားပြီးလေထိုးတံနဲ့လိုအပ်တဲ့ကိရိယာတွေချေးယူဖို့ပြောလိုက်ပါတယ်သူကိုယ်တိုင်ကတော့ဝှေမင်းဈေးကိုတွားပြီးမုံညက်နဲ့ငရုတ်သီးတွေပြန်ဝယ်ဖို့ပြင်ဆင်လိုက်ပါတယ်ကံကောင်းတာကမင်းညကလေးကဟင်းရည်အနှစ်တွေကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်ဒါကြောင့်အခုချိန်မှာမုံညက်ကိုပြန်နဲ့ခောက်ဆွဲကိုပြန်ပြုတ်ပြီးငရုတ်စီကိုပြန်ချက်ယုံနဲ့ကြံပါတော့တယ်အချိန်ကလည်းတဖြည်းဖြည်းကုန်လာပါတယ်ကျန်းချွန်းအတွက်တော့ဒီနေ့ဟာရိုးရိုးတာမန်နေ့တစ်နေ့မဟုတ်ပါဘူးသူ့ရဲ့အယောင်းဝယ်ဖောက်တယ်တွေရဲ့ယုံကြည်မှုနဲ့သူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမယ့်နေ့ဖြစ်နေပါတယ်အချိန်မီအော်ဒါတွေပို့ပေးနိုင်ဖို့အားလုံးအပြေးလွှာစူးစမ်းနေကြပါတယ်ဒါပေမဲ့အချိန်တွေကုန်လာတာနဲ့အမျှပြဿနာတစ်ခုကပိုပြီးကြီးလာပါတယ်လုပ်ငန်းခွင်ဘက်မှာတော့လူရနဲ့ချီကသူတို့ရဲ့မနှက်စာကိုစောင့်နေကြပြီဖြစ်ပြီးကျန်းချွန်းတို့ဘက်မှာတော့ခောက်ဆွဲတွေကိုအချိန်မီပြင်ဆင်ပြီးစီးဖို့မလွယ်ကူတော့ပါဘူးအဲ့ဒီအချိန်မှာပဲလူတစ်ယောက်ကစိုးရိမ်တကြီးနဲ့ရှောင်းကျန်းဘာလို့ဒီလောက်နောက်ကျနေတာလဲလို့တွေးလိုက်ပါတယ်ရှောင်းကျန်းဟာပုံမှန်ထက်အတော်လေးနောက်ကျပြီးမှရောက်လာခဲ့ပါတယ်သူ့ကိုစောင့်နေတဲ့သူတွေကဘာတွေဖြစ်ခဲ့တာလဲလို့မေးကြည့်တဲ့အခါရှောင်းကျန်းရဲ့စပိန်ကိုတယောက်ကတမင်တကာဖောက်ဖျက်သွားခဲ့တာကြောင့်သူတဲလာတဲ့ခောက်ဆွဲတွေအားလုံးလမ်းမှာဖိတ်ချကုန်တာပါလို့ပြောလိုက်ပါတယ်အလုပ်သမားတွေကအရန်ဒေါသထွက်သွားကြပါတယ်သူတို့အမြင်မှာရှောင်းကျန်းဟာရိုးရိုးခောက်ဆွဲရောက်နေသူတယောက်မဟုတ်ပါဘူးနေ့တိုင်းသူတို့အတွက်အရသာရှိတဲ့အစားအစာတွေကိုပြင်ဆင်ပေးနေတဲ့သူတယောက်ဖြစ်တယ်လို့သူတို့အားလုံးကိုလည်းမိသားစုလိုသဘောထားပေးထားသူပါဒါကြောင့်ရှောင်းကျန်းကိုတယောက်ကအနိုင်ကျင့်လာရင်သူတို့အနေနဲ့ဘေးကနေငြိမ်ပြီးကြည့်နေမှာမဟုတ်တော့ပါဘူးအလုပ်သမားတွေကလည်းရှောင်းကျန်းကိုသူတို့အားလုံးကနောက်ွယ်ကနေအားပေးနေကြောင်းပြက်ပြက်တသားပြောလိုက်ကြပါတယ်သူတို့အတွက်ရှောင်းကျန်းကိုထိခိုက်အောင်လုပ်တာဟာသူတို့ကိုယ်တိုင်ကိုထိခိုက်အောင်လုပ်တာနဲ့အတူတူပါပဲဒီလိုနဲ့ရှောင်းကျန်းဟာတနေ့တည်းမှာဆုံးရှုံးမှုတွေအများကြီးကြုံခဲ့ရပေမဲ့အရေးကြီးဆုံးအရာတစ်ခုကိုတော့မဆုံးရှုံးခဲ့ပါဘူးအဲ့ဒါကတော့သူ့ရဲ့လက်ရနဲ့သူ့ရဲ့စိတ်ဓာတ်ပါသူနှစ်ပေါင်းများစွာတိဆောက်လာတဲ့ကျွမ်းကျင်မှုနဲ့ယက်တီချက်ကိုတော့ဘယ်သူမှဖျက်ဆီးလို့မရပါဘူးကျန်းစီဆိုင်မှာဆရာလီကအမကျန်းစီကိုသူ့ရဲ့လစာနဲ့ပတ်သက်ပြီးတောင်းဆိုလာပါတယ်အခုရနေတဲ့လစာကနဲလွန်းတာကြောင့်လစာကိုတိတိတသားတိုးပေးဖို့တောင်းဆိုပါတယ်မပေးနိုင်ဘူးဆိုရင်နောက်နေ့ကစပြီးအလုပ်ကနေထွက်သွားမယ်လို့ဖိအားပေးလာတယ်အမကျန်းကတော့ချက်ချင်းပဲစိတ်ပြတ်သွားပါတယ်အခုချိန်မှာဆိုင်ရဲ့အယောင်းဝယ်ကအရင်လိုမကောင်းတော့တာကြောင့်ပါအယောင်းဝယ်မကောင်းတဲ့အချိန်မှာလစာကိုဒီလောက်အများကြီးတိုးပေးလိုက်မယ်ဆိုရင်ဆိုင်ရဲ့ကုန်ကျစရိတ်ကပိုပြီးကြီးမားလာမှာဖြစ်ပါတယ်အခြေအနေကဒီအထိရောက်လာတဲ့အချိန်မှာတော့အမကျန်းဟာတယောက်တည်းနဲ့ဆိုင်ကိုထိန်းချုပ်ဖို့အတော်လေးခက်ခဲလာပါတော့တယ်ကိုယ့်ဘက်ကအလုပ်လုပ်ပေးနေတဲ့သူတွေကလစာအတွက်ဖိအားပေးလာကြတယ်ငါသာမရှိတော့ရင်ဒီဆိုင်ကဘာဖြစ်သွားမလဲဆိုပြီးဆရာလီကပြုံးနေခဲ့ပါတယ်တစ်ဖက်မှာကျန်းလူငယ်ကတော့လွယ်လွယ်နဲ့လက်လျှော့သွားမဲ့သူမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့သူ့အတွက်အစားအသောက်လုပ်ငန်းဆိုတာပတ်စံရှာဖို့အတွက်ပဲမဟုတ်ပါဘူးဒါဟာသူနှစ်ပေါင်းများစွာတင်ယူလာခဲ့တဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးကိုယ့်အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်မဲ့အခွင့်အရေးတစ်ခုလည်းဖြစ်နေပါတယ်ဒါကြောင့်သူဟာသူ့လက်ထက်ကအစားအသောက်ပစ္စည်းတွေကိုဘယ်သူမှလာပြီးဖျက်ဆီးတာထိခိုက်အောင်လုပ်တာကိုခွင့်ပြုမှာမဟုတ်ဘူးလို့ပြက်ပြက်တသားပြောလိုက်ပါတယ်သူကအသုံးပြုမဲ့ကုန်ကျန်းတွေကိုတန်ရှင်းပြီးအရေးသွေးကောင်းတာတွေကိုသာရွေးချယ်ပါတယ်နောက်ဆုံးမှာတော့လူငယ်ဟာတခြားသူတွေရဲ့ဆုံးဖြတ်ချက်နဲ့အသက်ရှင်နေမဲ့အစားကိုယ့်ဘဝကိုကိုယ်တိုင်ထိန်းချုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့ကျွမ်းကျင်မှုကိုအခြေခံပြီးကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ဖို့ဆုံးဖြတ်လိုက်တာပါဒီလိုနဲ့သူ့ရဲ့အိမ်မက်ဖြစ်တဲ့ကိုယ်ပိုင်ခောက်ဆွဲဆိုင်လေးကိုစတင်ဖွင့်လှစ်ဖို့ပြင်ဆင်ပါတော့တယ်ကျန်းချွန်ဟာဘသူ့ကိုမှမမိခိုတော့ပဲကိုယ်ပိုင်ခောက်ဆွဲဆိုင်လေးကိုစတင်ဖွင့်လှစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးအနေနဲ့အစားအသောက်လုပ်ငန်းလိုင်စင်နဲ့တန်ရှင်းရေးခွင့်ပြုချက်တွေကိုတရားဝင်ရယူလိုက်ပြီးဆိုင်ကိုလည်းရိုးရိုးရှင်းရှင်းပဲပြန်လည်ပြင်ဆင်လိုက်ပါတယ်ပြီးတော့ဆိုင်နာမည်ကိုကျန်းရိုးရာခောက်ဆွဲဆိုင်လို့ပေးလိုက်ပါတယ်သူ့ရဲ့မျိုးရိုးနာမည်ဖြစ်တဲ့ကျန်းကိုဆိုင်နာမည်ထဲထည့်ထားတာဟာအရသာတစ်ခုတည်းကိုဦးစားပေးတာမဟုတ်ပဲဘဝမှာဖြစ်စေအလုပ်မှာဖြစ်စေရိုးသားဖြောင့်မတ်စွာယက်တည်မယ်ဆိုတဲ့သူ့ရဲ့ယုံကြည်ချက်ကိုဖော်ပြခြင်းလို့ပါဒါပေမဲ့သူ့ဆိုင်အစ်စ်စဖွင့်လိုက်တာနဲ့တစ်ဖက်ကကျန်းတော်ကတော့အကြီးအကျယ်ဒေါသထွက်သွားကြပါတယ်ကျန်းချွန်ဟာမိသားစုကိုတစ္ဆာဖောက်ပြီးအခုတော့သူတို့ရဲ့စီးပွားရေးကိုပါလာဖျက်ဆီးနေတယ်လို့ဆွဆွဲလာပါတယ်ကျန်းချွန်ကသူတို့ရဲ့ခောက်ဆွဲချက်နည်းကိုခိုးယူပြီးအခုသူတို့ရဲ့ဖောက်တယ်တွေကိုပါလူယူနေတယ်ဆိုပြီးလူတွေကြားမှာကောလာဟာလာတွေဖြန့်ဖို့ကြိုးစားလာကြပါတယ်ကျန်းချွန်ကဂျုံမုတ်ခိုးတယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲကလူတွေရှိမှအဆက်ခွဲပြီးဆိုင်ကနေနှင်ထုတ်ဖို့စီစဉ်ထားကြတာပါကျန်းချွန်ရဲ့မိသားစုလက်ဆင့်ကမ်းလာတဲ့လှုပ်ဝက်ချက်တွေပါရယူနိုင်မယ်လို့သူတို့ကတွက်ဆထားကြပါတယ်ဒါပေမဲ့သူတို့ရဲ့အစီအစဉ်ကမအောင်မြင်တော့ပါဘူးကျန်းချွန်ဟာသူတို့ထင်ထားတာထက်ပိုပြီးပြင်ဆင်ထားပြီးသားဖြစ်နေလို့ပါသူ့ကိုမကောင်းကြံပြီးဖုန်းနဲ့မှတ်တမ်းတင်ခဲ့တဲ့အတန်ဖိုင်တွေကိုတင်စီထားပါတယ်လမ်းထောင်ကစိုင်ပိုင်ရှင်ဦးဝမ်ကလည်းသူတို့လူတွေတိတ်တဆိတ်လာပြီးပစ္စည်းတွေဖျက်ဆီးနေတဲ့အချိန်ကိုမျက်မြင်တွေ့ခဲ့ပါတယ်ဦးဝမ်ဟာအဲ့ဒီအဖြစ်အပျက်ကိုမှတ်တမ်းတင်ထားပြီးမကြသေးခင်ကပဲကျန်းချွန်စီကိုတက်တေအဖြစ်ပေးအပ်ထားပါတယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကဦးဆန်းနဲ့အလုပ်သမားတွေကလည်းပူးတွဲလက်မှတ်ထိုးထားတဲ့စာတစ်စောင်ကိုပေးလာကြပါတယ်အဲ့ဒီစာထဲမှာသူတို့ဘက်ကလူတွေဟာလုပ်ငန်းခွင်ထဲအထိလာရောက်ပြီးကျန်းချွန်အကြောင်းမဟုတ်မမှန်ပြောဆိုကာနာမည်ဖျက်ဖို့စူးစမ်းခဲ့ကြောင်းတက်တေပြထားပါတယ်ဒီအချိန်မှာတော့ကျန်းချွန်ကသူ့လက်ထဲမှာရှိတဲ့တက်တေအားလုံးကိုတစ်ခုပြီးတစ်ခုထုတ်ပြလိုက်ပါတယ်သူကမိဘဘိုးဘွားတွေထံကလက်ဆင့်ကမ်းရရှိလာတဲ့လက်ရနဲ့ကိုယ့်ရဲ့ရိုးသားတဲ့လက်နဲ့အသက်မွေးဝမ်းကြောင်းပြုနေတာဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုအနိုင်ယူဖို့စူးစမ်းနေတဲ့သူတွေကတော့လှုပ်ဝက်ကြံစီမှုတွေမဟုတ်မမှန်ဆွဆွဲမှုတွေနဲ့ပဲပြဿနာတွေဖန်တီးနေကြတာပါဒါကြောင့်ကျန်းချွန်ကလူတွေအားလုံးရှိမှပြက်ပြက်တသားမေးလိုက်ပါတယ်တကယ်တမ်းဘသူကဘသူကိုအသက်ရှင်ဖို့ခတ်အောင်တွန်းပို့နေတာလဲဒီစကားနဲ့အတူအားလုံးကလည်းအမှန်တရားကိုနားလည်သွားကြပါတော့တယ်လူတွေရှိမှအမှန်တရားကပေါ်ပေါက်လာပြီးကျန်းချွန်ရဲ့နာမည်လည်းပြန်လည်တန်ရှင်းသွားပါတော့တယ်ဒါကြောင့်ကျန်းချွန်ကသူ့ဘက်ကယက်တီပေးနေတဲ့ဆရာတွေကိုပြန်ခေါ်ပြီးကဲအလုပ်ပြန်စားကြစို့လို့ပြောလိုက်ပါတယ်
ကျန်းတော်ဆိုင်ကတော့အခြေအနေကအရင်ထက်ပိုပြီးဆိုးရွားလာပါတယ်။ဆိုင်ထဲမှာရှိသမျှပတ်စံတွေနဲ့တမိုးရှိတဲ့ပစ္စည်းတွေကိုအကုန်လုံးသိမ်းယူခံလိုက်ရတဲ့အပြင်ခောက်ဆွဲချက်တဲ့တန်ဦးကြီးကိုတော့မချန်ထားပဲယူဆောင်သွားကြပါတယ်။အဲ့ဒီအချိန်မှာဆရာလီကတော့အခြေအနေကိုကြည့်ပြီးစိတ်ပြတ်သွားပါတယ်။ကျန်းချွန်မရှိတော့တဲ့အခါသူတို့အားလုံးဟာဘာမှမတတ်နိုင်တော့သလိုဖြစ်သွားကြလို့ပါ။တစ်ဖက်မှာတော့အမကျန်းရဲ့အခြေအနေကလည်းမကောင်းတော့ပါဘူး။လာပေါင်းများစွာအိမ်ငါးခမပေးနိုင်တာကြောင့်အိမ်ရှင်ကနောက်ဆုံးမှဆိုင်ကိုပြန်သိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာဖွင့်လှစ်လာခဲ့တဲ့ခောက်ဆွဲဆိုင်လေးဟာတကားပိတ်လိုက်ရပါတော့တယ်။တစ်ချိန်ကလူတွေစီကားပြီးအောင်မြင်နေခဲ့တဲ့ဆိုင်ဟာအခုတော့ပစ္စည်းတွေမရှိတော့ပဲအလွတ်ကြီးကျန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့အမကျန်းဟာအတိတ်ကအဖြစ်အပျက်တွေကိုပြန်တွေးမိပါတော့တယ်။ကျန်းချွန်ကိုမောင်းထုတ်ခဲ့မိတာဟာသူတို့ကိုယ်တိုင်ရဲ့အကြီးမားဆုံးမှဖြစ်ခဲ့မှန်းနောက်ကျမှနားလည်လာကြပါတယ်။သူမအနေနဲ့အချိန်ကိုပြန်လှည့်ပြီးအရာအလုံးကိုပြန်ပြင်ခြင်းပေမဲ့အဲ့ဒီအချိန်မှာတော့နောက်ကျသွားပါပြီ။ဒါပေမဲ့ကျန်းချွန်ဘက်မှာတော့အခြေအနေကလုံးဝမတူတော့ပါဘူး။သူဟာသူ့ရဲ့ကိုယ်ပိုင်ဆိုင်ကိုအောင်မြင်စွာပြန်လဲတည်ထောင်နိုင်ခဲ့ပြီးတစ်ချိန်ကဖယ်ရှားခံခဲ့ရတဲ့ဂျန်ရိုးရခောက်ဆွဲဆိုင်ဆိုတဲ့ဆိုင်းဘုတ်ကိုလည်းနောက်ဆုံးမှပြန်လဲချိတ်ဆွဲလိုက်နိုင်ပါပြီ။ဆိုင်းဘုတ်ကိုပြန်မြင်လိုက်ရတဲ့အချိန်မှာတော့သူ့အတွက်နှစ်ပေါင်းများစွာစူးစမ်းခဲ့ရတဲ့အရာတွေအားလုံးအတိတ်ပဲရှိသွားပါတော့တယ်။ဆိုင်ဖွင့်တဲ့နေ့မှာလည်းမမျှော်လင့်ထားတဲ့ဧည့်သည်တွေတယောက်ပြီးတယောက်ရောက်လာကြပါတယ်။ကျန်းချွန်ရဲ့ကိုယ်ပိုင်ဆိုင်လေးပြန်လဲဖွင့်လှစ်နိုင်တာကိုအားပေးဖို့အတွက်တမင်တကာလာကြတာပါ။တချို့ကတော့ခောက်ဆွဲအလုံးလောက်ရှိရင်အားလုံးအဆင်ပြေတယ်လို့ပြောပြီးအားပေးကြပါတယ်။အရင်ကတည်းကကျန်းချွန်ကိုယုံကြည်ခဲ့တဲ့သူတွေကလည်းသူ့ရဲ့အိမ်မက်အကောင့်ထဲပေါ်လာတာကိုဝမ်းသာအားရဂုဏ်ပြုကြပါတယ်။မင်းလုံနိုင်မယ်ဆိုတာငါအမြဲယုံကြည်ခဲ့တယ်ဆိုတဲ့စကားတွေကြားရတဲ့အခါကျန်းချွန်အတွက်ဒီနေ့ဟာတကယ်ကိုအတိတ်ပဲရှိတဲ့နေ့တစ်နေ့ဖြစ်လာပါတယ်။အဲ့ဒီနောက်တော့ဆိုင်ထဲမှာအော်ဒါတွေဆက်တိုက်ဝင်လာပါတော့တယ်။တယောက်ကပဲနဲ့ဝက်သားနှုတ်ဆင်းခောက်ဆွဲတစ်ပကံကိုကြက်ဥကြော်နဲ့မှာပါတယ်။နောက်တစ်ယောက်ကတော့အမဲသားခောက်ဆွဲကိုအရွက်နံနံများများနဲ့မှာပါတယ်။တချို့ကလည်းခောက်ဆွဲပကံများကြီးကိုအပြင်ယူသွားဖို့အော်ဒါတင်ကြပါတယ်။ဒီလိုနဲ့တစ်ချိန်ကအားလုံးဆုံးရှုံးခဲ့ရတဲ့ကျန်းချွန်ဟာနောက်ဆုံးမှာတော့ကိုယ့်ရဲ့လက်ရာကိုယ့်ရဲ့စူးစမ်းမှုနဲ့ကိုယ်ပိုင်ခောက်ဆွဲဆိုင်ကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတော့တယ်။အရင်ကသူ့ကိုမောင်းထုတ်ခဲ့တဲ့သူတွေကတော့အရာအလုံးကိုဆုံးရှုံးခဲ့ရပြီးနောင်နာတွေနဲ့ကြံခဲ့ကြပေမဲ့ကျန်းချွန်ကတော့အတိတ်ကိုမကြည့်တော့ပဲရှေ့ကိုပဲဆက်လျှောက်သွားပါတော့တယ်။တနေ့မှာတော့လူအများရှိကိုလူနှစ်ယောက်ရောက်လာပြီးကျန်းချွန်ရဲ့ခောက်ဆွဲကိုမစားကြဖို့အော်ဟစ်ပြောဆိုလာကြပါတယ်။ဒီဆိုင်မှာအရေးသွေးမကောင်းတဲ့စီတွေတုံးနေတဲ့အရာတာကိုအတုလုပ်ထားတဲ့လူတွေကိုဆွဲလန်းစေဖို့မတင်လျော်တဲ့ပစ္စည်းတွေထည့်ထားတယ်ဆိုပြီးဆွဆွဲကြပါတယ်။ဒီစကားတွေကြောင့်ဆိုင်ရှိမှာလူတွေစုဝေးလာပြီးအခြေအနေကရုတ်တရက်တင်းမာသွားပါတော့တယ်။အထူးသဖြင့်စောက်လုပ်ရေးလုပ်ငန်းခွင်ကအလုပ်သမားရာနဲ့ချီဟာကျန်းချွန်ရဲ့ခောက်ဆွဲကိုနေ့တိုင်းစားလာကြတာပါ။တကယ်လို့ခောက်ဆွဲမှာအန္တရာယ်ရှိတဲ့ပစ္စည်းတွေပါနေခဲ့ရင်အခုချိန်မှာသူတို့အားလုံးတစ်ခုခုဖြစ်နေမှာသိချပါတယ်။ဒါကြောင့်အလုပ်သမားတွေကလည်းဒီဆွဆွဲချက်တွေကိုလုံးဝလက်မခံကြပဲကျန်းချွန်ဘက်ကနေရက်တီပေးလိုက်ကြပါတယ်။ဒီလူနှစ်ယောက်ဟာအရင်တုန်းကကျန်းချွန်ကိုတခိုးလို့မဟုတ်မမှန်ဆွဆွဲပြီးဆိုင်ကနေမောင်းထုတ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။အရင်တုန်းကလည်းသူတို့ဟာကျန်းချွန်ရဲ့ဆိုင်ကိုဖျက်ဆီးဖို့ကြိုးစားခဲ့ကြပြီးပစ္စည်းတွေကိုဖျက်ဆီးအစားတောက်ကုန်ကျန်းတွေကိုဖျက်ဆီးအောင်လုပ်ခဲ့ကြပါတယ်။ဒီအခြေအနေမှာတော့မကောင်းတဲ့ရည်ရွယ်ချက်နဲ့တခြားသူရဲ့နာမည်ကိုဖျက်ဆီးဖို့ကြိုးစားနေသူတွေဘယ်သူတွေလဲဆိုတာလူတိုင်းသိသွားကြပါတယ်။သူတို့ရဲ့အကြံစီကဖွင့်ပွဲနေ့မှာတင်လုံးဝရှုံးနိမ့်သွားပြီးကျန်းချွန်ရဲ့ခောက်ဆွဲဆိုင်ကတော့တညရဲနဲ့လူသိများလာပါတော့တယ်။အဲ့ဒီနောက်ကျန်းချွန်ရဲ့စီးပွားရေးကတစ်နေ့ထက်တစ်နေ့ပိုပြီးကောင်းလာပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့လက်ရာကိုသဘောကျတဲ့စီးပွားရေးသမားတွေကဆိုင်မှာလာတွေ့ပြီးခောက်ဆွဲချက်နီးကိုဝယ်ယူဖို့ငွေမြောက်များနဲ့ကမ်းလှမ်းလာကြပါတယ်။တယောက်ကတော့ခောက်ဆွဲချက်နီးအတွက်ငွေသိန်းပေါင်းများစွာပေးမယ်လို့တောင်ပြောလာပါတယ်။နောက်တစ်ယောက်ကတော့ဒီလက်ရာကိုအသုံးပြုပြီးဆိုင်ခွဲတွေအများကြီးဖွင့်ဖို့ franchise လုပ်ငန်းဖြစ်ပူပေါင်းမှုကမ်းလှမ်းလာပါတယ်။သူ့အဖေရဲ့နာမည်ကိုမထိခိုက်စေဖို့လက်ရာကိုမပျက်စီးစေဖို့အတွက်ခောက်ဆွဲတစ်ပတ်ကန်တိုင်းကိုအဖေတင်ပေးခဲ့တဲ့နေ့တိုင်းပဲလုပ်မယ်လို့ဆုံးဖြတ်ထားပါတယ်။အဲ့ဒီနောက်သူကမျိုးဆက်တစ်ဆက်ကနေတစ်ဆက်လက်ဆင့်ကမ်းလာတဲ့လက်ရာကိုအလုပ်သမားတွေကိုပြန်တင်ပေးပါတော့တယ်။ခောက်ဆွဲသားကနူးညံ့ပြီးစားလို့ကောင်းဖို့မုံညက်ကိုညီညီညာညာနေရမယ်။ငရုတ်စီချက်တဲ့အခါလဲအပူချိန်ကိုထိန်းပြီးဖြည်းဖြည်းချင်းချက်မှငရုတ်သီးရဲ့အနက်အရသာကောင်းကောင်းထွက်လာမှာပါ။မုံညက်ထဲထည့်တဲ့အေကာလိုင်းရေပမာဏကနေငရုတ်စီအထိဘယ်စစ်မှအရေးသွေးကိုရှုံးမလို့ရပါဘူး။ဘာကြောင့်လဲဆိုတော့ဒီလက်ရာဟာကျန်းမိသားစုရဲ့နာမည်ကိုကိုစားပြုနေတဲ့အတွက်ပါ။ကျန်းအတော်တို့ကတော့ရှိတဲ့ငွေကလည်းတိတ်မကြခင်မှာကုန်သွားပါတော့တယ်။အခုတော့သူတို့မှာစားဝတ်နေရေးအတွက်တောင်အခက်အခဲဖြစ်လာပါပြီ။ဒီအခြေအနေမှာသူတို့ကနောက်ဆုံးမျှော်လင့်ချက်အဖြစ်တစ်ချိန်ကမောင်းထုတ်ခဲ့တဲ့ကျန်းချွန်ကိုပြန်သွားရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အခုသူကအရန်ချမ်းသာနေပြီ။ငါတို့ကိုအငတ်မထားပါဘူး။ဆိုပြီးမျှော်လင့်ချက်နဲ့ကျန်းချွန်စီကိုပြန်သွားဖို့ပြင်ဆင်လိုက်ကြပါတော့တယ်။အိမ်ရောက်ပြီးအကျွေးတွေရှင်းခဲ့ပေမဲ့လက်ထဲမှာဘာမှမကျန်တော့တာကြောင့်စားဖို့တောင်အခက်အခဲဖြစ်လာပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာတစ်ချိန်ကမိသားစုတွေကနေမောင်းထုတ်ခဲ့တဲ့ကျန်းချွန်စီကိုပဲပြန်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ရဲ့မျှော်လင့်ချက်ကတော့ကျန်းချွန်စီမှာအလုပ်တစ်ခုလောက်ရပြီးအနည်းဆုံးစားဝတ်နေရေးကိုဖြည့်ရှင်းနိုင်ဖို့ပါ။ကျန်းချွန်စီရောက်တဲ့အခါမှာတော့သူတို့ဟာအရင်ကလိုမာနမထားနိုင်တော့ပါဘူး။စင်းရဲငတ်မှုကသူတို့ရဲ့မာနကိုနောက်ဆုံးမှာအနိုင်ယူသွားခဲ့ပါတယ်။ကျန်းချွန်ကသူတို့ကိုတွေးလိုက်တဲ့အခါမှာတော့ဘာကိစ္စနဲ့ရောက်လာကြတာလဲလို့မေးလိုက်ပါတယ်။အတော်ကတော့အရင်ကသူမလုပ်ခဲ့သမျှအတွက်နောက်တရနေပြီဖြစ်ကြောင်းပြောလာပါတယ်။သူမအနေနဲ့ကျန်းချွန်ကိုဆိုင်ကနေမောင်းထုတ်ခဲ့တာမှားယွင်းခဲ့ကြောင်းဝန်ခံပြီးခွင့်လွှတ်ပေးဖို့တောင်းပန်ပါတော့တယ်။သူမတယောက်တည်းမဟုတ်ပဲသူမသားကလည်းအရင်ကကျန်းချွန်အပေါ်မကောင်းခဲ့မိတာတွေအတွက်တောင်းပန်လာကြပါတယ်။အခုတော့သူတို့မှာစားစရာတော့မဝယ်နိုင်တော့တဲ့အတွက်ကူညီပေးဖို့ကျန်းချွန်ကိုတောင်းဆိုနေကြတာပါ။အလုပ်တစ်ခုလောက်ပေးရင်ဘာအလုပ်မဆိုလုပ်မယ်လို့ပြောကြပါတယ်။စပွဲတုတ်တာပကံဆေးတာကအစဆိုင်မှာရှိတဲ့ဘယ်အလုပ်မဆိုလုပ်ပေးမယ်လို့တောင်ဆိုလာကြပါတယ်။တစ်ချိန်ကကျန်းချွန်ကိုအနိုင်ကျင့်ပြီးမောင်းထုတ်ခဲ့တဲ့သူတွေကအခုတော့သူ့ရှိမှအကူအညီတောင်းနေရတာဖြစ်နေပါတယ်။တချို့လူတွေကတော့သူတို့ခုလိုဖြစ်သွားတာဟာသူတို့လုပ်ခဲ့သမျှရဲ့အကျိုးဆက်ပဲလို့ပြောကြပါတယ်။ဒါပေမဲ့ကျန်းချွန်ရဲ့စိတ်ထဲမှာတော့အမုန်းတရားတွေထပ်ပိုပြီးတိတ်ဆိတ်နေပါတယ်။သူကအရင်ကသူ့ကိုအိမ်ကနေမောင်းထုတ်ခဲ့တဲ့အချိန်ကိုပြန်တတိရလိုက်ပါတယ်။အဲ့ဒီတုန်းကသူတို့အနေနဲ့အခုလိုအခြေအနေမျိုးရောက်လာနိုင်တယ်ဆိုတာကိုဘာကြောင့်မစဉ်းစားခဲ့ကြတာလဲ
သူ့ကိုအာနာပိုင်တွေစီသတင်းပို့ပြီးပြဿနာရှာခဲ့တုန်းကလည်းသူ့အတွက်ထွက်ပေါက်တစ်ခုတောင်ဘာကြောင့်မထားပေးခဲ့ကြတာလဲညအချိန်မှာသူ့စပိန်ဘီကိုဖောက်ပြီးအစားအသောက်ပစ္စည်းတွေဖျက်ဆီးခဲ့ကြတုန်းကလည်းသူဘယ်လောက်ခက်ခဲခဲ့ရမလဲဆိုတာဘာကြောင့်မတွေးခဲ့ကြတာလဲကျန်းချွန်ဟာအဲ့ဒီနေ့ရက်တွေကိုတယောက်တည်းရင်ဆိုင်ကြော်ဖြတ်ခဲ့ရပါတယ်အခုမှသူ့ရှေ့ရောက်လာပြီးခွင့်လွှတ်ပေးဖို့တောင်းဆိုနေတာကြောင့်အတိတ်ကအရာအလုံးဟာပျောက်ကွယ်သွားမှာမဟုတ်ပါဘူးဒါပေမဲ့အတော်ကတော့နောက်ဆုံးအနေနဲ့သူ့ဖေရဲ့မျက်နှာကိုထောက်ထားပေးဖို့နဲ့ငငယ်ကလေးက10နှစ်ကြာပြုစုပြောထောင်ပေးခဲ့တဲ့ကျေးဇူးကိုပြန်စဉ်းစားပေးဖို့တောင်းဆိုလာပါတယ်သူမကကိုကျန်းချွန်ရဲ့တူးလေးသောအရင်ကြီးဆုံးတော်လို့ပြောလိုက်ပေမဲ့ကျန်းချွန်အတွက်တော့အဲ့ဒီစကားကအရင်ကဒဏ်ရာတွေကိုပြန်ဖွင့်လိုက်တယ်လို့ဖြစ်သွားပါတယ်သူ့ဘဝမှာမိသားစုရဲ့အကူအညီအလိုအပ်ဆုံးအချိန်မှာသူရခဲ့တာကချစ်ချင်းမြတ်တာမဟုတ်ပါဘူးအဆက်ခွဲမှုနဲ့စွန့်ပစ်ခံရခြင်းပဲဖြစ်ခဲ့ပါတယ်ဒီအချိန်မှာတော့ကျန်းချွန်ကသူတို့ကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာကကျန်းချွန်အတွက်သူကြုံခဲ့ရတဲ့တစ္ဆာဖောက်မှုတွေအတားအဆီးတွေနဲ့အခက်အခဲတွေကမရေမတွက်နိုင်အောင်များခဲ့ပါတယ်သူ့ဘဝအနှိမ့်ဆုံးအချိန်မှာဘယ်သူမှသူ့ဘက်ကရက်တီမပေးခဲ့ကြပါဘူးဒါပေမဲ့အဲ့ဒီအချိန်တွေကိုသူကိုယ်တိုင်ရဲ့စူးစမ်းမှုနဲ့တဆင့်ချင်းကြော်ဖြတ်ပြီးနောက်ဆုံးမှာကိုယ်ပိုင်အောင်မြင်မှုကိုရရှိလာတဲ့အခါမှာသူတို့ကမိသားစုဆိုတဲ့စကားကိုပြန်ပြောလာကြတာပါကျန်းချွန်အတွက်တော့ဒီလိုအရာမျိုးဟာလက်ခံနိုင်စရာမရှိပါဘူးသူ့ရဲ့ချက်ပြုတ်လက်ရဟာအမျက်ရဖို့အတွက်နီးလန်းမှန်သမျှကိုအသုံးပြုတာမဟုတ်ပဲကိုယ့်ရဲ့မူကိုမဖောက်ဖျက်ပဲရိုးသားစွာလုပ်ကင်ခဲ့လို့ရလာတာပါသူ့ရဲ့လူကုန်တိတ်ခါကလည်းဘသူ့အပေါ်မှာမိကိုမနေပဲကိုထိမ့်သိမ့်ပြီးမှန်ကန်တဲ့လမ်းကိုရှောက်ခဲ့တာကနေတိဆောက်လာတာဖြစ်ပါတယ်ဒါကြောင့်တစ်ချိန်ကသူ့ကိုထိခိုက်အောင်လုပ်ခဲ့သူတွေဟာသူတို့လုပ်ခဲ့တဲ့အရာတွေအတွက်အကျိုးဆက်ကိုကိုယ်တိုင်ခံယူရမှာပါနောက်ဆုံးမှာတော့အဲ့ဒီလူတွေဟာသူတို့ဆုံးရှုံးခဲ့တာကခောက်ဆွဲဆိုင်လေးတစ်ဆိုင်တည်းမဟုတ်ကြောင်းနားလည်သွားကြပါတယ်သူတို့ဆုံးရှုံးခဲ့တာကခောက်ဆွဲချက်နီးစာအုပ်တအုပ်တွေလည်းမဟုတ်ပါဘူးတကယ်ဆုံးရှုံးခဲ့တာကလူကောင်းတစ်ယောက်အဖြစ်ရည်တည်ဖို့လိုအပ်တဲ့အခြေခံတန်ဖိုးတွေပဲဖြစ်ပါတယ်လအနေငယ်ကြပြီးနောက်မှာတော့ကျန်းချွန်ဟာသူ့အဖေရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့ပါပြီသူ့အဖေလက်ဆင့်ကမ်းပေးခဲ့တဲ့လက်ရာကိုထိမ့်သိမ့်နိုင်ခဲ့တယ်လို့သူ့အဖေရဲ့ဂုဏ်သိက္ခာကိုလည်းမပျက်စီးအောင်ကာကွယ်နိုင်ခဲ့ပါတယ်တစ်ချိန်ကဂျုံမုတ်ခိုးတယ်ဆိုပြီးမဟုတ်မမှန်ဆွဆွဲခံခဲ့ရတဲ့လူငယ်တစ်ယောက်ဟာအခုတော့ကိုယ်ပိုင်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်လာပါပြီအရင်ကသူများရဲ့အကူအညီကိုမိခိုပြီးနေခဲ့ရတဲ့သူကနေအခုတော့လူတိုင်းလေးစားရတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါတွေမကသေးပဲကျန်းရိုးရခောက်ဆွဲဆိုင်ဟာဆိုင်လေးတစ်ဆိုင်အဖြစ်မရက်တန့်တော့ပဲမြို့အနှံ့ဆိုင်ခွဲ9ဆိုင်ထိတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်တစ်ချိန်ကသူ့ကိုအထင်သေးခဲ့တဲ့သူတွေကတော့အခုသူ့အောင်မြင်မှုကိုပဲပြန်ကြည့်နေရပါတော့တယ်တခါတလေလူတွေကသူတို့ရဲ့အခြေအနေအကြောင်းမေးလာတဲ့အခါကျန်းချွန်ကဘာမှပြန်မပြောပါဘူးသူကအတိတ်ကိုအာရုံမစိုက်တော့ပဲသူ့ရှိမှရှိတဲ့ဂျုံကိုပဲတီတီငင်ငင်နဲ့နေပါတော့တယ်ဘာကြောင့်လဲဆိုတော့အကောင်းဆုံးလက်စားချမှုဆိုတာအမုန်းတရားကိုရင်ထဲမှာတင်ထားတာမဟုတ်ပါဘူးသူတို့မရောက်နိုင်တော့တဲ့နေရာအထိကိုယ့်ဘဝကိုပိုကောင်းအောင်တည်ဆောက်နိုင်ခြင်းပဲဖြစ်ပါတယ်ကျန်းချွန်ကတော့သူ့အဖေရဲ့လက်ရာကိုဆက်လက်ထိန်းသိမ်းရင်းရိုးသားမှုနဲ့ပဲဘဝကိုဆက်လျှောက်သွားဖို့ဆုံးဖြတ်ထားပါတယ်မူကိုမဖောက်ဖျက်နဲ့ရိုးသားမှုကိုမစွန့်လွတ်နဲ့ဒါဟာကျန်းချွန်တယောက်လုံးရဲ့ဘဝတစ်လျှောက်လိုက်နာသွားမယ့်အခြေခံမူပဲဖြစ်ပါတော့တယ်